အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာဓာတ်ပေါက်ကြက်သားဟင်းလေးချက်စားဖြစ်ပါတယ်ချက်နီးလေးကိုလည်းလိုက်ကြည့်ပေးကြပါအောင်ရှင်အရင်ဆုံးအမွှေးနံ့သားအတွက်ကိုတော့ဖာလာစေးနနက်ပွင့်ဇီယာစေးလေးညင်းပွင့်တေချပိုးခေါက်ကရဝေးရွက်လေးတွေကိုဒဲဦးတဲ့ကိုထည့်ပြီးတော့မှအရင်ဆုံးလှော်ပေးလိုက်ပါတယ်မိနစ်လောက်လှော်ပေးပြီးရင်တော့တေချပိုးနဲ့ကရဝေးရွက်လေးဖယ်ပြီးရင်ကျန်တဲ့အစိဆန်လေးတွေကိုရုပ်စုံထဲမှာညက်နေအောင်ထောင်ပေးလိုက်ပါတယ်ရေစေးတန်းစင်ထားတဲ့ကြက်ပေါင်တစ်ပိတ်သားကိုနွေးမုတ်လက်ဖက်စားစွန်းနှစ်စွန်းစားနှစ်စွန်းအချုံမုတ်နှစ်စွန်းငပြာရည်ထမင်းစားစွန်းတစ်စွန်းထည့်ပြီးတော့သမအောင်နယ်ပေးထားလိုက်ပါတယ်အရသာနယ်ပြီးွားရင်တော့ချင်းရည်လေးညှစ်ထည့်မယ်ကရဝေးရွက်နဲ့တကြပိုးခေါက်လေးလည်းထည့်လိုက်ပါမယ်အသားကိုပို့ပြီးနူးဤစေဖို့အတွက်ဒိန်ညင်လေးလည်းထည့်လိုက်ပါတယ်ပြီးတော့မှစွမ်းနာထောင်းထားတဲ့အမွှေးနဲ့သားမုတ်လေးတွေဖြူပြီးနေပြီးတော့အနည်းဆုံး3နာရီအရသာနှက်ထားပေးလိုက်ရပါမယ်ပြီးရင်တော့ကြက်သွန်နီကြော်ဖို့အတွက်ဒေဦးတဲ့ကိုစီထည့်ပြီးနွေးမုတ်လေးအနည်းငယ်ထည့်ပြီးကြက်သွန်နီလေးတွေထည့်ပြီးတော့ကြော်ပေးပါမယ်ကြက်သွန်နီလေးတွေအညိုရောင်တန်းလာပြီဆိုလို့ရှိရင်တော့စကားနဲ့ဆယ်ယူထားလိုက်ပါမယ်ကဲဒါဆိုရင်တော့ကြက်သားစားချက်လို့ရပါပြီဆွမ်းနာကကြက်သွန်နီကြော်ထားတဲ့စီတဲ့ကိုထောပတ်နှစ်စုံထည့်လိုက်ပါမယ်နောက်ကြက်သွန်ဖြူနှုတ်စင်းသားလေးထည့်ပြီးတော့အရင်ဦးသုံးစီတက်ပေးလိုက်ပါမယ်ပြီးရင်တော့အယောင်တင်မုတ်နှစ်စုံထည့်လိုက်ပါတယ်ကျက်သွန်ဖြူနဲ့ငရုတ်သီးမုတ်ကိုစီနာနာတက်ပြီးရင်တော့ကြက်သားတုံးလေးတွေကိုထည့်ပြီးတော့မှကြက်သားတုံးလေးတွေကိုစီတက်ပေးပါမယ်ကြက်သားတုံးတွေအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒဲဦးအောင်မကက်စီဖို့အတွက်မီးကိုနည်းနည်းလေးလျှော့ပေးထားပါမယ်ကြက်သားတုံးလေးတွေကိုဟိုဘက်ဒီဘက်လန်ပြီးတော့ကြက်သားတုံးလေးတွေအကုန်လုံးတင်းလာတဲ့အထိကိုစီတက်ပေးပြီးတော့မှရေနှစ်ဖန်ခွက်ထည့်ပြီးတော့ကြက်သားတွေနူးတဲ့အထိဖုံးပိတ်ပြီးတည်ထားလိုက်ပါမယ်အခုလိုစီပြန်ပြီဆိုလို့ရှိရင်တော့အပေါ်ကနေကလားလေးမဆလာလေးရဲ့စွမ်းနာကြော်ထားတဲ့ကြက်သွန်နီလေးရဲ့ဖြူပေးလိုက်ရင်တော့အရန်အနံ့လေးမွေးပြီးအရသာရှိတဲ့ဓာတ်ပေါက်ကြက်သားဟင်းလေးရပါပြီနောက်ထပ်ဟင်းချက်နည်းအသစ်တွေအတွက်အကောင့်တစ်လေးကိုလည်း follow လုပ်ပေးကြပါဦးနော်